သာသနာရောက်ကြည်ထုံးဤသာသနာရောက်ကြည်ထုံးဤဤထသာထသာဤထသာထသာညစကြရောက်ကြည်ထုံးဤညစကြရောက်ကြည်ထုံးဤသာသနာရောက်ကြည်ထုံးဤသာသနာရောက်ကြည်ထုံးဤဤထသာထသာဤထသာထသာညစကြရောက်ကြည်ထုံးညစကြရောက်ကြည်ထုံးဤမနောရထပူရဏီရွှေကြောင်းတော်ကြီးပေါ်ပေါက်ခဲ့ပြီစိတ်အကြံတွေဒိဋ္ဌံပြေပါလို့နိဗ္ဗာန်ဖြစ်ကိုယ်နဲ့သွားစုတူညီရှိသာတော်တလောင်းရှိသည်နှလုံးကြချောင်းဝါကကျောင်းမသာသနာတည်စိတ်အကြံတွေဒိဋ္ဌံပြေပါလို့နိဗ္ဗာန်ဖြစ်ကိုယ်နဲ့သွားစုတူညီရှိသာတော်တလောင်းစိတ်အကြံတွေအတိတ်ကပြေးပါလို့နိဗ္ဗာန်ဖြစ်ကိုယ်နဲ့သွားစုတူညီရှိသာတော်တလောင်းရှိသည်နှလုံးကြချောင်းဝါကကျောင်းမသာသနာတည်သာသနာကဘာကျော်ရင်မြည်ဆရာတော်နဲ့တပည့်တော်များရဲ့ဝရိယနဲ့ပေါ်ထွက်လာပြီစကြရောက်လာရင်ခတ္တရီပြုံးရမည်ရရက်ပြမကြောက်ကြပါနဲ့မမတာရောက်ပါမည်ကျောင်းသာကျောင်းသာရာရောက်လာရင်ဖတ်တာတွေပြောင်းရမည်ရရက်ပြမကြောက်ကြပါနဲ့မအမတာရောက်ပါမည်ကျောင်းလာကျောင်းမရောက်ကြကျောင်းစသာနာပြုနေပြီသာစီအမောမျိုးပြီးမိတ်တော်မူလေသည်
မြောက်ပြီးကောင်းအပ်တော်မူသည်နိဗ္ဗာန်ရောက်ပြီးမနောရထဘုရားပိမလီပေါ်ထွန်းလာသည် အတိတ်ကမြောက်ကြီးသောမကောင်းမှုသည်နေနေရောက်ပြီးဘောရထဘုရားဝိမာန်ပေါ်ထွန်းလာသည် ညဘကဝတေသနာတရားဝိနည်းရမြချက်ချက်စင်မကောအသေးချာမမဟုကျမတင်လာချမ်းမြတ်တင်ညာအလုံးကောင်းပညာကုန်ထူတဲ့ညမချေကိုအော်ပညာကုန်ထူတဲ့ညမချေကိုကုနာတပင်မောတင်နေပွဲစင်ကန်တယ်လားကျမ်းမြတ်စာပေတွေလေးလာသိကြဆူရှာတဲ့ထုံညံပရိသာထူလာတဲ့ကုန်လျံဝေးပြတပြည့်တကားပေါင်းနှွေကြည်နူဝမ်းသာပြောမဆုံးမကြာရောက်လာတဲ့အချိန်ခါဘွယ်သိခန့်နေအောင်ပွဲပါပ
လင်းမီပေါ်ရောင်မီအရိယာနွယ်ဝင်တန်ဃာတော်အရှင်မြတ်တို့အာယုံဆုံးကယံကြွတော်မူပါတပ်ပူရိသအပေါင်းသူတော်ကောင်းတို့အာယုံကျင်ပါလို့လင်းလူကြီးပေါ့ထကြပါတပ်ပူရိသသူတော်ကောင်းတွေတန်ဃာတော်များအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေအာယုံကျင်ပါလို့လင်းလူကြီးပေါ့ထကြပါတပ်ပူရိသသူတော်ကောင်းတွေတန်ဃာတော်များအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေပရိယေနဝန္နာယေမို့ဥစ္စာချပွေဒီနေ့ကုန်ဒီနေ့ကပေါင်းလေးတစ်မျိုးနာမည်အိတ်ဆရာမမြတ်သောစိတ်ထားလေးရဲ့လူထားတာအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေပရိယေနဝန္နာယေမို့ဥစ္စာချပွေဒီနေ့ကုန်ဒီနေ့ကပေါင်းလေးတစ်မျိုးနာမည်အိတ်ဆရာမမြတ်သောစိတ်ထားလေးနဲ့လူထားတာအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေကြပါရူရဲ့လူကနန်းလောက်ကူညီရိုက်ပေးငါဝမ်းမြောက်ဝမ်းသာပါရုခေါ်ပါလေမိမိရဲ့အလူကဲလို့စိတ်ချတဲ့ဒီစီနာပြုံးကိုခံရရမှာမလွယ်ဘူးအလူရှင်များရဲ့ဒီအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေကြပါရူရဲ့လူကနန်းလောက်ကူညီရိုက်ပေးငါဝမ်းမြောက်ဝမ်းသာပါရုခေါ်ပါလေမိမိရဲ့အလူကဲလို့စိတ်ချတဲ့ဒီစီနာပြုံးကိုခံရရမှာမလွယ်ဘူးလူရှင်များရဲ့တူအာယုံဆုံးကယံကြွခဲ့ကြပါသူတော်ကောင်းတွေကောဇာလည်းပဲတောင်းဆောင်ရရှိတဲ့ပေါ်တဲ့ပေါ်နဲ့နတော်လာလာရှိရဲ့လေးဆရာတော်ဘုရားကြီးတက်တော်မူသောခုနှစ်နှစ်ဘုရားမင်္ဂလာကိုကြောင်းပြီးအာယုံဆုံးမြတ်ဆက်ကလူတန်းကြတော့ဆိုရခြင်းကြောင့်တော့အဲဘုံကြောင့်လည်းဘာမှရရှိကြတော့ဘုဒ္ဓကျောင်းတော်စံတော်ဝင်တာမောင်တန်ကျောင်းဝင်တမီမဘနာတကျောင်းအဲဘုံသားစုများဖြစ်ကြပါလေဗျာဆိုလို့ရှင်ကြပြီးသားစုပေါ်နဲ့တမ္ပချမ်းသာရပါစေအရတာကျုတေဘုရားစေတေနစေနာယမေတ္တာတော်ပြညာများကိုလူပါပကကြပါစုကံပါလို့ရှင်တယ်လို့ဘုရားနရန္တရာသဘာဝနေတောအာဒနာဝိသံတုတေဝတာတတံမုနိရာဇရတာဒုနံဒုက္ခမောဂတံယမတဝနာကာလောယပတ္တတာဓမ္မတဝနာကာလောယပတ္တတာ
ယ
ရေမျိုးမျိုး တရေမျိုးမျိုး အန္တရာယ်မျိုးမျိုး လောကမျိုးမျိုးမှာ လောကမျိုးမျိုးမှာ ကင်းဝေး၍ ဒုက္ခခတ်တေ မိနိယာမံ မြင်ရမှာ ယနေ့ခတိ ယနေ့ပန်ဤ ရောက်ကြောင်း ရောက်ရရောက်ကြောင်း ကောင်းသော အာကောင်းသော ကြောင့်ထောက်တည်းသည် အကြောင်းထောက်ပံ့သည် စေစေမသွေ စင်စစ်မသွေးဖြစ်ပါစေဒီပါစေအာ
ကားစင်နေဒီတစားစားတွေငွေများတင်နေဒီလာလာလေးတွေ့ပြီလားရှင်ပန်းနူရောင်နေတပွေမိကလေးပင်လို့မင်းတပြေးပြေးမြင်လို့ချင်းရှူမြတ်မြတ်အေးဒီနာလို့စီအလင်းကဆောင်းရဲ့မြေသားပြောင်းနဲ့ဖွယ်လွယ်တဲ့မင်္ဂလာပေါင်းလေးပြည့်ဝကြပါစေရှင်မင်္ဂလာနဲ့နဲ့ခင်တန်တန်ရှင်းရှင်းကြည်ကြည်လေးလေးရေရွှေမြေမိုးလူလောကပုံနှံတွင်ညံ့ညံ့နူနူလှပဆူဆူပြီးယူရခုံမင်္ဂလိုပဲရှင်တန်ကြီးပြုစုစရာစတဲ့အောင်မြင်မကူရညပရင်းကိုဖွင့်လင်းတော့ခါတွေမင်္ဂလာနဲ့နဲ့ခင်မင်္ဂလာနဲ့နဲ့ခင်မှာတို့ပြည်သူတွေတို့ပြည်သူတွေမြတ်လေးတွေစိတ်အားတွေဝေးစေ Thank
သိကင်းငြိမ်ညာပါလေတောကခတ်သိကင်းငြိမ်ညာလေကာယစိတ်ဓာတ်နှပြလန်းဆန်းကကြည်လေကျမ်းမာကြလေချမ်းသာကြလေဝမ်းသာကြစေလမ်းပြလို့သေးအဝေးရဟောတူသုံးစုပနာချွေပရုံမရွှေကြပန်းလို့လန်းဆန်းညာပါလေခတ်သိမ်းကင်းငြိမ်ညာပါလေကြောင်ကြခတ်သိမ်းကင်းငြိမ်ညာပါလေတောကခတ်သိမ်းကင်းငြိမ်ညာလေကာယစိတ်ဓာတ်နှပြလန်းဆန်းကကြည်လေချမ်းသာကြလေချမ်းသာကြလေဝမ်းသာကြစေလမ်းပြလို့မသေးအဝေးရဟောတူသုံးစုပနာချွေပရုံမရွှေကြပန်းလို့လန်းဆန်းညာပါလေပြေဝကြလို့မသေးဘုဒ္ဓတော်မြတ်တရားရကြပါစေအနေခတ်သိမ်းကင်းငြိမ်နိုင်ပါစေစိတ်တော်တိုင်းကိုပါလို့ရဆန္ဒပြေဝကြလို့မသေးမကြောက်ကြမတောင့်မတပဲနေနိုင်ကြပါစေလူရန်ပေကံညင်တွေပြုံနိုင်ရစေကောင်းကျိုးလို့ရဆန္ဒမညီပေးကင်းနိုင်ရလေလောဘတို့သာမောဟမီတွေကင်းငြိမ်ပါလေသုံးစရုံဝင်နေရပေါင်းဒုက္ခချမ်းသာပြည့်စုံရလေခလုံးမထီစုမညီပေးကင်းနိုင်ရလေပြန်မစိုးမြတ်တာဘောကသစ္စာတရားတွေခိုင်မြဲလေတူအပေါ်တူခွင့်လို့ရတဲ့ဒီခံကလေးတောင်းကြလို့ရဆန္ဒထာဝရပြည့်စုံရပါစေမညီပေးကင်းနိုင်ရသည်လောဘတို့သာမောဟမီတွေကင်းငြိမ်ပါလေသုံးစရုံဝင်နေရပေါင်းဒုက္ခချမ်းသာပြည့်စုံရသည်ခလုံးမထီစုမညီပေးကင်းနိုင်ရသည်ပြန်မစိုးမြတ်တာဘောကသစ္စာတရားတွေခိုင်မြဲသည်တူအပေါ်တူခွင့်လို့ရတဲ့ဒီခံကလေးတောင်းကြလို့ရဆန္ဒထာဝရပြည့်စုံရပါလေဘုဒ္ဓတော်မြတ်တရားရကြပါစေအနေခတ်သိမ်းကင်းငြိမ်နိုင်ပါလေစိတ်တော်တိုင်းကိုပါလို့ရ
ကင်းဖို့ရဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာလွတ်ကင်းဖို့ရဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုဘောဇာတကယ်နဲ့1380ခုနှစ်အာသနာတော်နဲ့2560ခုနှစ်ဒီနေ့2025ခုနှစ်ဒီလောလာနဲ့ရှိတဲ့ဇန်နဝါရီနေ့မနက်9:30နဲ့လူငယ်ကတော့ရံကာတော့ကတည်းကကတဝေဒီဂုံပေါင်းချီရဲ့စီဝဲလာကြဤခါတရားဒီကလူငယ်ကတော့မြဝတီအောင်ချမ်းသာမြတ်ဆက်ကြနဲ့မနောရထပုရဏီကျောင်းပြီးခံစင်စွန့်လူနေတဲ့တာဂီဝေမင်းသားတွေးချင်းရအောင်လားစัจ जा ချင်းကိုမြတ်ဆက်ကြမြေတော်မူသောတိုက်ဒီဘုရားဗုဒ္ဓဘာမြတ်ဆက်ပထမမြတ်ဆက်ကြဆရာတော်ကြီးဂုံကျေးဇူးတော်ကိုဆက်ပူဇော်အပ်ရခံပြီးတော့ကြောင့်အတော်ပင်ကောင်းမြတ်လာတော့ချိန်ခါပါလာကြီးဖြစ်ပါသည်ရှင်ဗျာယခုကျင်းပသောခန္ဓာစီရင်ပြီးကျောင်းတိုင်းပြည်မူလပထမမြတ်ဆက်ကြဆရာတော်ကြီးတတ်တော်89နှစ်ပြည့်ဝိဇာရမေဃလာကိုကျောင်းပြည့်ဆရာတော်ကြီးကဘုံတော်အဖြစ်ဆရာတော်ကြီးမူချထားရှိခဲ့သည့်အတိုင်းကျောင်းတိုင်းပြည်နှစ်စဉ်ကျင်းပမည်ဖြစ်သောဒီနေ့2025ခုအတွင်းကျင်းပပြီးစီးခဲ့သမျှအနိဝတ္တစာပေဝဲဆိုရဓမ္မစီယစာပေဝဲဆိုရဘုရားစာပေဝဲအာမေယစာပေဝဲတို့ဟာဖြည့်ဆိုးအောင်မြင်ခဲ့ကြသည်ကျောင်းလိုက်တန်တော်မြတ်ရဲ့ပရိယတိကိုပူဇော်သောပရိယတိဘုရားပူဇာစာအောင်ဆွေးနွေးတဲ့ခန္ဓာဖြစ်ပါလိမ့်ရှင်ဗျာယခုခန္ဓာရဲ့ကျင့်မှပြီးတော့ခန္ဓာစီရင်များမှာခန္ဓာစီရင်တဲ့အခမ်းအနားတို့ကြောက်လာကြသည့်ပြည်တော်တော်ကောင်းတဲ့ဓမ္မပိတ်ဆွေပေါင်းမျိုးပေါင်းတို့ကနမောတတမဟာဗလာမကြီးဘုရားရှိခိုးတော်ကို3ချိန်3ခါရွတ်ဆွေဘုရားရှင်ရှိခိုးတော်ရဲ့အခမ်းအနားကိုစတင်ဖွင့်လှစ်ခြင်းခန္ဓာစီရင်တဲ့ကျောင်းလိုက်တော်တော်များကစကိုင်းမြို့မြတ်စွာဘုရားကျောင်းကဒါရကောဗရဆရာတော်ဗရဏာတိရာမြေမှာရှင်နေရေဆက်ဒီကုန်းကတော့ကျောင်းလိုက်တော်များဆရာတော်ကြီးကများလို့ဖြစ်ဆရာတော်ကြီးဟာရှိခိုးတော်ရတယ်ခန္ဓာစီရင်တော့မနောရတာဘုရားကြီးမြတ်စွာဘုရားတော်ရဲ့နာဂဆရာတော်ရှင်လူမြတ်ကကြောက်လာကြတော့အပြည့်တဲ့ဘောတော်မှာတရားတော်ဘုံပါတဲ့ကွာရှင်ပါတော်ဥပ္ပဒါနဲ့ချင်းရဲ့ဝေဒနာတော်လူချင်းခန္ဓာစီရင်လေဘုရားတော်ကလည်းဤသာတော်ခန္ဓာဖြင့်သာဝရမတို့အားအခမ်းအနားသို့ပြည့်စုံခြင်းခန္ဓာစီရင်ကသာဝရစတော်ဒီမောဒနာပရိဒါပညာရုပ်ပတ်ခြင်းနဲ့လူရန်မှုဆိုင်ရာများကိုဖတ်ကြားဆောင်ထားခြင်းခန္ဓာစီရင်ချက်ဆရာတော်ကြီးအားပူဇော်ဝေအပ်ခြင်းခြင်းခန္ဓာစီရင်ခွန်ရှင်ဓမ္မကာလတေကာလပြီးတော့ရှင်ပြအားကျောင်းတော်ကျောင်းမှာပြည့်စုံလောကအလူရှင်များကဘုံပြုမောဘောမှာစက္ကန့်ခြင်းခန္ဓာစီရင်ချက်ရှင်ဓမ္မကာလတေကာလပြီးတော့ရှင်များကဆရာတော်ကြီးဝိဇာကဝိနည်းဘွဲစာဘွဲတို့နဲ့ဆက်စပ်တဲ့ပုဂ္ဂိုလ်ရှိကိုရည်သားတော်ချက်ပေးတော်မူခြင်း1969နှစ်မြန်မာ9ဇာတက္ကရာ1388ခုနှစ်အလုံးလာဇန်ရှိရဲ့
ဇာနာပရိနိဗ္ဗာန်နဲ့9နာရီချိန်တွင်ဗဒိယမြို့နယ်ကြီးမွန်ကြီးရွာမဟာဓမ္မကတိကမြတ်စွာဘုရားမူလပထမမြတ်စွာဘုရားစလိုကြီးတီထောင်ဖန်ဆင်းအပ်သောမနောရထဘုရဏီမြတ်စွာဘုရားတို့ရကြောင်းတိုင်း၌စလိုကြီးဝိဇာဒမွေးနေ့ကိုအကြောင်းပြု၍ကြောင်းတိုင်း၌ပရိယတိသာတော်ဝဲဖြည့်ဆိုအောင်မြင်တော်မူသောအရှင်ကောင်းအရှင်မြတ်တို့အားပူဇော်ဝဲမင်္ဂလာများကျင်းပပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဤကြောင်းတဲ့ကြီးကိုဆရာတော်ကြီးကိုယ်တိုင်အပ်နှံ၍ထားရှိခဲ့သောကျောင်းဆောင်နမင်းကြီးများနှင့်မြေပုံမြေအောက်အဆောင်ရှောက်ပုဂ္ဂိုလ်အပေါင်းတို့ယခုကျင်းပပြုလုပ်သောအခမ်းအနားသို့သင်တို့၏ဆွေဟောင်းမျိုးဟောင်းဆွေဆက်မျိုးဆက်တို့နှင့်အတူတကွကုသိုလ်ဝဲကိုမရောက်ဆင်နွှဲကသင်တို့ဆရာတော်ကြီးအားပူဇော်နိုင်ရန်ဦးဇင်းများကအထူးဖိတ်မှန်တကပြုပါတယ်။နှစ်ချိန်မြောင်လဲဖိတ်မှန်တကပြုပါတယ်။ဒါပထမမြတ်စွာဘုရားစတော်ကြီးဆွေတော်မျိုးတော်အပေါင်းတို့ဒီမနောရထဘုရဏီမြတ်စွာဘုရားတို့ရကြောင်းတဲ့ကြီးကိုတာဝန်ယူဆောင်ရှောက်လျက်ရှိကြသောကျောင်းဆောင်နမင်းကြီးများနှင့်တကွမြေပေါ်မြေအောက်အဆောင်ရှောက်ပုဂ္ဂိုလ်အပေါင်းတို့သင်တို့အနေဖြင့်ယခုအခါသင်တို့ဆရာတော်ကြီးဝိဇာတဝိနည်းဝဲကိုသင်တို့ဆွေဟောင်းမျိုးဟောင်းများကပြုလုပ်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကုသိုလ်ဝဲကိုဝင်ရောက်ဆင်နွှဲကြဖို့ဥပဇင်းများကဒုတိယအချိန်မြောက်ဖိတ်မှန်ပါတယ်။သုံးချိန်မြောက်လဲအတိပိအကြောင်းရဖိတ်မှန်တကပြုပါတယ်။ဆရာတော်ကြီးနေရာချထားခဲ့သောကျောင်းဆောင်နေမင်းကြီးများနဲ့မြေပေါ်မြေအောက်အဆောင်ရှောက်ပုဂ္ဂိုလ်အပေါင်းတို့ယခုအချိန်ခါသည်ဆရာတော်ကြီးအားပူဇော်ဝဲဆင်နွှဲ၍ပီတိသောမနတအထက်ထက်ဖြင့်ဝဲမြောက်မှုပေါ်တာဓုခေါ်ဆိုကြရမယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်သင်တို့၏ဆွေတော်မျိုးတော်များနဲ့အတူတကွဒီနေရာဤဌာနသို့ကုသိုလ်ဝဲဆင်နွှဲနိုင်ရန်သာသနာတော်ကိုစတဲ့တကိုဆုံးရှောက်နိုင်ရန်ဥပဇင်းများကအထူးအလေးနဲ့ဖိတ်မှန်တကပြုအပ်ပါတယ်။ကိုယ်စိတ်နှပြကျမ်းပါချမ်းသာတော်မူနိုင်ကြပါစေ။ခန္ဓာကိုစတဲ့တော့မြင်ချင်ပါတယ်ဗျာခန္ဓာစဉ်တည်းရခန္ဓာတို့ကြောင့်လာကြသောတပိတန်တော်ပေါင်းတဲ့ဒကာဒကာမပေါင်းသူတော်ကောင်းတို့ကနမောတတမဟာဗန္ဓမာကြီးဘုရားရှိခိုးကာလကို၃ချိန်၃ခါရွတ်ဆို၍ဘုရားရှင်ရာရှိခိုးလည်းရခန္ဓာကိုစတင်ဖွင့်လှစ်ခြင်းစီစဉ်ဖြစ်ရာကြောင့်လာကြသောဓမ္မမိတ်ဆွေပေါင်းနဲ့ဆရာတော်တန်ခါတော်ရှင်သူမြတ်တို့ဗျာနမောတတမဟာဗန္ဓမာကြီးဘုရားရှိခိုးကာလဖြင့်မြတ်စွာဘုရားရှင်အားရိုသေစွာရှိခိုးကြောကြပါလို့ရှင်ဗျာနမောဆရာတော်တန်ခါတော်ရှင်သူမြတ်တို့ဗျာအဗျာလင်္ကာတို့ဖြင့်ဆရာတော်ကြီးဟာရွတ်ဆိုပူဇော်ကြပါရင်ဘုရားလေးတော်ရွတ်သေးစွာလျှောက်ထားပါသည်ရှင်ဗျာရောကြချောင်းပါက
ရှင်ပါသောဥပ္ပဒိတာတော်မြတ်ကိုချီးမြှင့်ပေးသနာတော်မူပါယံဘုရားပြီးတော့ရိုသေစွာဆောင်ထားပါသည်ရှင်ဗျာအားလုံးဩဃတနဲ့ကြောကြရအောင်ဆိုရတော့ဩဃတ
စာမိအနုဒ္ဓကတဝါဣနတေထာဝိပတိယမဟာဝဋ္ဌမိသဝတိထာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မန္တရဏကိသာမိသံဃန္တရဏကိသာမိဘုဒ္ဓန္တရဏကိသာမိဓမ္မန္တရဏကိသာမိသံဃန္တရဏကိသာမိဒုတိယမိဘုဒ္ဓန္တရဏကိသာမိဒုတိယမိဓမ္မန္တရဏကိသာမိဒုတိယမိသံဃန္တရဏကိသာမိဒုတိယမိဘုဒ္ဓန္တရဏကိသာမိဒုတိယမိဓမ္မန္တရဏကိသာမိတတိယမိဘုဒ္ဓတရဏကိသာမိတတိယမိဓမ္မတရဏကိသာမိတတိယမိသံဃတရဏကိသာမိတတိယမိဘုဒ္ဓတရဏကိသာမိတတိယမိဓမ္မတရဏကိသာမိတတိယမိသံဃတရဏကိသာမိတရဏတမနပရိဘုံဒာအာနာတိပါဒဝေရမဏိတေကာဗရတမာတိယာမိအာနာတိပါဒဝေရမဏိတေကာဗရတမာတိယာမိသူအတ္တကိုဒေစိတတ္တောစိတ်စေတနာဖြင့်တပြခြင်းမှာရှောင်ခြင်းပါ၏အာဒေနာဒါနဝေရမဏိတေကာဗရတမာတိယာမိအာဒေနာဒါနဝေရမဏိတေကာဗရတမာတိယာမိသူတဘာဒုက္ခကိုဖြင့်ဖြစ်စေနောက်ဖြင့်ဖြစ်စေမပေးအပ်သောသူဥစ္စာကိုယူခြင်းမှာရှောင်ခြင်းပါ၏အဗျာမစရိယဝေရမဏိတေကာဗရတမာတိယာမိအမျိုးသားအမျိုးသမီးနုသာတို့ဤအောင်ပေါ်ခြင်းဆိုအပ်သောမပြတ်သောမိထဝခြင်းမှာခြင်းခြင်းမှာရှောင်ခြင်းပါ၏ဘုဒ္ဓဝါဒဝေရမဏိတေကာဗရတမာတိယာမိသူတဘာတို့ဤစီးပွားဥစ္စာကိုပြည့်စည်စေတတ်သောဘုရားစကားကိုပြောဆိုခြင်းမှာရှောင်ခြင်းပါ၏သူရပိရယနိစ္စဗမတ္ထာနာဝေရမဏိတေကာဗရတမာတိယာမိကုသိုလ်တရားတို့၌ဘေးလျော့စေတတ်သောဒီအယံကိုတောင်းစားခြင်းမှာရှောင်ခြင်းပါ၏ဝိကာလမောဇနာဝေရမဏိတေကာဗရတမာတိယာမိကာမဂုဏ်တရားတို့ကိုဒုဝါစေတတ်သောဒီတွင်ညာစာစားခြင်းမှာရှောင်ခြင်းပါ၏နေသာဣဒဝါဒိတဝိတုကတတနာဘာလကန္တာဝိလေပနာ
ကာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိတေကာဝရသမာဓိယာမိယသဝဘယာဤအဆုံးမတော်ဤစัจจပဲဖြစ်သောဒီဆိုဒီမုတ်ချေကာကုံချေအမွေနန္တာနိဗ္ဗာန်ချေတဲ့ခြင်းမှာရှောင်ခြင်းပါ၏ဩဇာတရားနာမဟာတရားနာဝေရမဏိတေကာဝရသမာဓိယာမိယရဏမြတ်သုံးပါဒီပါဆရာသမားတို့ဤမြတ်သောတရားမြတ်သောတရားတို့၌ထိုင်ခြင်းမှာအိတ်ခြင်းမှာရှောင်ခြင်းပါ၏ဤဓမ္မေတိလံနိဗ္ဗာနတ္တသစ္စယောဟောတုဒီတရတေနာတဟပိစ္ဆာတိလံဒီတရတေနာတဟအထေကတမနာကတံဥပဒတိလံဓမ္မတရုကတတောအပမတိနတမတိသာ